ပြီးလို့ရှိရင်စိတ်နှမ်းတော်ကလည်းမေတို့ဒီလောကမှာရက်တည်တာလည်းနှစ်ပေါင်း30ကျော်လောက်ကြာပြီပေါ့နော်ဆိုတော့စိတ်နှမ်းတော်အရေးသွေးနဲ့အာမခံချက်ကတော့လုံးဝကိုပြောစရာမရှိပါဘူးဆိုတော့လာရောက်အားပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးကျွန်တော်ရဲ့ညီမလေးဆောင်းပါရဲ့17နှစ်ပြည့်ပွဲလေးမှာပါဝင်ခွင့်ရတဲ့အတွက်အရင်ကဝမ်းသာဂုဏ်ယူမိပါတယ်စိတ်နဲ့တော့ဒီ17နှစ်ပြည့်မှာစပြီးတော့နှစ်ပေါင်းများစွာဆိုင်ခွဲပေါင်းများစွာဖွင့်ပြီးတော့ဆက်လက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါရှင်ဟုတ်ကဲ့ပါအဲ့တော့လက်ရှိအမှုပညာလှူရှားမှုလေးလည်းပြပြပေးပါဦးခင်ဗျာဟုတ်လက်ရှိကတော့ရုပ်ရှင်ကားရိုက်ကူးနေပါတယ်ရှင်ဥပွားနေပါဟုတ်ကဲ့ပါကဲညီလေးဟုတ်ကဲ့အခြေရွက်ကျွန်တော်အတိုင်းအခြေရွက်စိတ်နဲ့တော့ပေါ့နော်ဒါကျွန်တော်ကတော့ဘာမှပြပြတူတူပြောကြမလို့တော့ပါဘူးအချိန်မှလည်းပြောခဲ့ပြီးတဲ့အတိုင်းပေါ့နော်စိတ်နဲ့တော့တကယ်ကိုbrand ဖြစ်တဲ့စိတ်နဲ့မှာကျွန်တော်တို့အားလုံးကပညာရှင်တွေတက်ရောက်ပြီးတော့ပံ့ပိုးပေးရဲပြီးကျွန်တော်တို့အလုပ်တူတူလုပ်ခွင့်ရတဲ့အတွက်ကိုကျွန်တော်တို့ကလည်းအရန်ကိုဂုဏ်ယူပါတယ်အရန်ပီတိဖြစ်ပါတယ်ပြီးတော့စိတ်နဲ့တော့ဒီတမကအများကြီးအောင်မြင်ပါစေပြီးတော့နိုင်ငံတကာထိထိုးဖော်နိုင်တဲ့ဆိုင်ခွဲတွေအများကြီးပြီးတော့ထပ်ဖွင့်နေပါစေလို့ကျွန်တော်တရားနေပြီးတော့ဆုမကောင်းတောက်ပေးချင်ပါတယ်ကျေးဇူးများတင်ပါတယ်အဲ့တော့လက်ရှိအမှုပညာလှူရှားမှုလေးကျွန်တော်တချင်းတွေအသက်တွေလုပ်ဖို့ရှိပါသေးရဲ့ပြီးတော့နောက်ထပ်ဇလန်တွေရုပ်ရှင်ကားတွေလုပ်ဖို့စီစဉ်နေပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါအခုလူမှုကွန်ရက်ပေါ်မှာတန်တာညီနဲ့မေရဲ့ပရိသတ်တွေကြားဝေဖန်မှုတွေများလာတာတွေ့ရပါတယ်။အကြောင်းရင်းကတော့မေစကားပြောနေတဲ့အချိန်မှာတန်တာညီရဲ့မျက်နှာအမူအရာကြောင့်ပါ။တချို့ကမေကိုလေးစားမှုမရှိဘူးလို့မြင်ကြသလိုတချို့ကလည်းတန်တာညီနေမကောင်းလို့ပါဆိုပြီးနားလည်ပေးနေကြပါတယ်။တကယ်တော့ဗီဒီယိုအတိုလေးတစ်ခုတည်းနဲ့လူတစ်ယောက်ရဲ့စိတ်ထားကိုချက်ချင်းဆုံးဖြတ်လိုက်ဖို့ကနည်းနည်းစောလွန်းနေထင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတိုင်းမှာကိုမမြင်နိုင်တဲ့ပင်ပန်းမှုတွေစိတ်ဖိစီးမှုတွေကျန်းမာရေးအခြေအနေတွေရှိနေနိုင်ပါတယ်။တန်တာညီကလည်းသူကောင်းမှုနေခဲ့တယ်လို့ပြောထားပြီးသားပါ။အမှုပညာရှင်တွေဆိုတာကင်မရာရှေ့မှာအမြဲပြုံးနေရပေမဲ့သူတို့လည်းလူသားတွေပဲဖြစ်ပါတယ်။တခါတလေစိတ်မကြည်ဖြစ်နေနိုင်တဲ့အားနည်းနေနိုင်တဲ့ကျန်းမာရေးကြောင့်မျက်နှာအမူအရာမကောင်းဖြစ်နေနိုင်ပါတယ်။ဒါကြောင့်အရာရာကိုအမုန်းဘက်ကပဲမမြင်ပဲနားလည်ပေးဖို့လဲလိုပါတယ်မိကိုချစ်တဲ့ပရိသတ်တွေလည်းကိုချစ်တဲ့သူကိုကာကွယ်ခြင်းနဲ့စိတ်နဲ့ပြောကြတာနားလည်ပါတယ်တန်တာညီကိုချစ်တဲ့သူတွေလည်းသူ့ဘက်ကနေနားလည်ပေးစေချင်တာသဘာဝပါပဲဒါပေမဲ့ပရိသတ်နှစ်ဖက်လုံးအပြန်အလှန်တိုက်ခိုက်နေမယ့်အစားလေးစားမှုနဲ့နားလည်မှုပိုထားနိုင်ရင်ပိုကောင်းမယ်ထင်ပါတယ်တကယ်ချစ်တဲ့ပရိသတ်ဆိုတာကိုချစ်တဲ့သူကိုအားပေးယုံတယ်မဟုတ်ပဲအခြေအနေတစ်ခုကိုအေးအေးဆေးဆေးနားလည်ပေးနိုင်တာလည်းအရေးကြီးပါတယ်လူမှုကွန်ရက်ပေါ်ကဒေါသတွေထက်နားလည်မှုနဲ့လေးစားမှုကပိုတန်ဖို့ရှိပါတယ်ခုလိုပွဲဖြစ်နေတာနဲ့ပတ်သက်ပြီးအကိုတယောက်ပြောထားတာကိုလည်းတင်ဆက်ပေးလိုက်ပါတယ်ဗျပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းပြောပေးသွားကြပါနီးရှင်မေကိုဂျေဝင်းနေတဲ့တန်မာညီဆိုတဲ့ဟာကိုရှင်တို့သိပြီးကြပြီလားဆက်စုံမပို့လို့ရေဟိုတနေရာပွဲတစ်ပွဲမှာလေအေးလာဆက်စုံမပို့ရဈေးတယ်ရှင်တို့ကြိုက်တဲ့နေရာမှာဒါကြိုက်တယ်လို့ဒါနေရာယူလိုက်တော့เนาะအဲ့ဒီတော့အဲ့မှာဟိုရေပွဲလာကင်းမော်လာကနေပြီးတော့ तू ကအဲ့ဒီ तू မိုက်ကင်ပြီးတော့ပြောရတဲ့အချိန်မှာအဲ့မှာတန်တာညီကပြုံးလည်းမပြုံးကြီးလည်းမကြီးဘူးပေါ့ကွယ်အဲ့လိုမျက်နှာနေထားလေတီတီတန်တန်နဲ့ဖြစ်နေတယ်ပေါ့အဲ့ဟာမျိုးဆိုပြီးတဲ့အခါကျလူတွေကအောက်မှာကွန်မန့်နေမှန်းလာအဲ့ဒီဆိုင်ရပဲအဲ့ဒီဗီဒီယိုတင်ထားတဲ့အောက်မှာကွန်မန့်နေမှန်းလာတန်တာညီကဘာဖြစ်တာလဲပေါ့တန်တာညီကဘယ်လိုခြေဝင်နေတာလားပေါ့နော်ခြေဝင်နေတာလားဘာဖြစ်လို့လဲဘယ်လိုဖြစ်လို့လဲဆိုတဲ့ဟာမျိုးတွေနဲ့ပြီးကြတဲ့ခါကျပို့ဆိုးတဲ့လူတွေကိုပြောပြမယ်နော်ပို့ဆိုးတဲ့လူတွေကဘာလဲဆိုတဲ့ခါကျတော့တန်တာညီကဒီလိုမျိုးဆက်ဆံပါတယ်ဆိုပြီးတော့တန်တာညီရဲ့ဗီဒီယိုတစ်ဖြတ်တစ်ကက်လောက်အဲ့ပြီးတော့အဲ့ဒီပွဲမှာတခြားမင်းသမီးတယောက်ရဲ့ဗီဒီယိုနဲ့တစ်ဖြတ်တစ်ကက်လောက်ပြီးတဲ့ခါကျသူတို့ရဲ့မင်းသမီးကဒီလိုဆက်ဆံပါတယ်ဆိုပြီးသူတို့မင်းသမီးနဲ့တန်တာညီနဲ့ကိုရှင်းပြီးတော့တစ်ဖြတ်တစ်ဖက်တွေကွန်မန့်လောက်ကြတာနော်အဲ့ဒီဟာတန်တာညီရဲ့အကြောင်းမပြောခင်သူတို့ရဲ့အကြောင်းရင်ပြောမယ်အဲ့ဒီဟာကျတော့ toxic fan လို့ခေါ်တယ်ကိုယ့်ရဲ့လောက်ရဲ့ကြောင့်မလို့ကိုယ့်ရဲ့မင်းသားမင်းသမီးကိုလူတွေကပို့ပြီးတော့မုန်းစေတာအဲ့ဒါ toxic fan လို့ခေါ်တယ်တန်တာညီကလောက်ရက်ကဘလို့ပဲဖြစ်နေတယ်တန်တာညီကောင်းကောင်မကောင်းကောင်ဒီလိုသူတို့ရဲ့မင်းသမီးကကောင်းပါတယ်ဆိုပြီးအဲ့လိုမျိုးရှင်တွဲပြီးတော့ပြလို့မရဘူးပေါ့နော်ဒါအဲ့ဒါကိုပြောပြတာဟိုမေကိုပြောတာမဟုတ်တခြားမင်းသမီးတယောက်ကမေကိုဆက်ဆံတဲ့ပုံနဲ့သူတို့ကရှင်တွဲပြီးတော့လှုပ်ထားလို့
အဲ့တော့လူတစ်ယောက်မှာတဏ္ဍာကြီးရဲ့အကြောင်းပြောပြီးလူတစ်ယောက်မှာသူ့ရဲ့စိတ်အခြေအနေဆိုတာရှိတယ်အင်တာဗျူးကိုကသူများတစ်ယောက်ရဲ့အကြောင်းမဝေပန်းခင်ကိုအရင်သိအောင်လုပ်ရအဲ့ဒီခါမှာဆိုလို့ရှိရင်မေဖြေသွားလာအကြောင်းစိန်နှန်းတော်ရတဲ့ရက်တီတော်တာနှစ်ပေါင်း30ရှိပြီလို့ပြောတယ်အဲ့ဒီချိန်မှာတဏ္ဍာကြီးစဉ်းစားနေတာသူကြက်လာတာကသူကြက်လာတယ်သူဖြေရမယ့်ဟာ14နှစ်ဆိုတဲ့ဟာမျိုးဖြစ်ရင်လည်းဖြစ်လိမ့်မယ်ကွယ်အဲ့ဒါကြောင့်မလို့ तू စဉ်းစားနေလိုက်တာလည်းအဲ့လိုမျိုးဖြစ်ချင်လည်းဖြစ်လိမ့်မယ်အဲ့ဒီချိန်မှာ तू ဘာဆက်ပြောရမလဲဆိုတော့ तू စကားကိုစဉ်းစားနေရတယ်ဖြစ်နိုင်တယ်ဒါကသူ့ရဲ့တစ်ချက်နော်ပြကြတဲ့ခါကျသူ့ရဲ့ဝတ်ဆောင်နော်သူ့ရဲ့ဝတ်ဆောင်ကအဲ့ဒီဘိုက်ကဖောင်းနေလို့မင်းကလေးဆိုတာဒီလိုမျိုး body shape ပေါ်တဲ့ပုံမျိုးကိုလိုချင်တာကွယ်သူ့ရဲ့ဟာလေးကိုသူ့လက်ကလေးနဲ့ကားနေတဲ့ခါကျအဲ့ဒီဟာကိုစိတ်ရောက်နေတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့လူတစ်ယောက်မှာစိတ်အခြေအနေနေမကောင်းတာတို့ဘာလို့လည်းဖြစ်နိုင်တယ်အဲ့ဒီတော့ဒီဟာပေါ်မှာအရင်သုံးသပ်တာအဲ့ဒါပြီးတော့နောက်ထပ်ဗီဒီယိုကဘာလဲဆိုတော့အောက်မှာထိုင်းနေကြတဲ့အချိန်မှာအုပ်စိုးခန့်သူ့ကိုစကားပြောနေတဲ့အချိန်မှာတောင်ရီးနေတဲ့ပုံစံကီးမှန်ပြီးတော့ရီးနေတယ်လို့မျိုးလေးဖြစ်နေတာအဲ့ဒါကြောင့်မလို့သူများကိုဝေဖန်မယ်သူများကိုပြောမယ်ဆိုလို့ရှိရင်တိတိကျကျခါနာကြည့်ပေါ့နော်အဲ့မှာဘသူ့ကိုမျိုးဂျေးဝင်နေဘသူ့ကိုဂျေးကိုက်နေ तू ကပုံမှန်ပဲအဲ့ပြီးတော့နောက်ဆုံးမှာကျတော့ तू status တင်ထားတာခါကျခေါင်းကိုက်နေလို့တဲ့ဆိုပြီးအခါကျ तू က तू အဲ့ဒီစိတ်ညစ်နေတဲ့ဟာမျိုးအဲ့ဒါကြောင့်မလို့သူများတွေကိုလဲတဲ့ကြောက်ပါတယ်တဲ့ဘသူ့မှလည်းဘာမှမရှိပါဘူး तू နေမကောင်းဖြစ်နေလို့ပါဆိုပြီးတော့ तू တင်ထားတယ်နော်အဲ့တော့လူတွေကပြောချင်တာကကျတော့လူတွေမြန်မာပြည်မှာကျတော့ negative တွေအရန်ကိုမှများတယ် negative thinking တွေပေါ့နော်တခုခုဆိုလို့ရှိရင်ဥပမာကျုပ်ကဒီဟာမျိုးပြောထားတယ်ဆိုလို့ရှိရင်ကျုပ်ရဲ့ခေါင်းစဉ်ကိုပဲကြည့်ပြီးအခါကျလာပြီးတော့ man တဲ့လူတွေများတယ်ကျုပ်ကဘာအကြောင်းကိုတိတိကျကျပြောထားတာလဲဆိုပြီးတိတိကျကျနားထောင်တဲ့လူတွေကမရှိဘူးကျုပ်ဆက်စုမှတ်မှုတွေနဲ့ကျုပ်ဈေးသက်တွေပဲရှိတယ်အဲ့တော့သူများလေးဆိုလို့ရှိရင်အချောင်းမှန်သွားပြီးတော့ဟိုမင်းသမီးအောက်ဆွဲတွေဆိုတာလည်းရှိသေးတယ်တချို့လူတွေမင်းသမီးအောက်ဆွဲဆယ်လီအောက်ဆွဲတွေလေအဲ့လိုလူမျိုးတွေကကြာလဲသူတို့မင်းသမီးကိုပြောလိုက်တယ်ဆိုလို့ရှိရင်ဘယ်ဟာအမှန်အမှားလဲဆိုတော့ပညာဉာဏ်မရှိဘူးနော်အကောင်ဆိုအကြောင်းကျုံအမှားမှန်ဝေဖန်သုံးသပ်နိုင်တဲ့အောက်နောက်မရှိဘူးသူများရဲ့ထမိန်လှန်ပြီးတဲ့ခါကျအဲ့ဒါကိုခြုံမလို့ပဲမင်းသားမင်းသမီးအောက်ဆွဲနေဆိုတာအဲ့လိုမျိုးတွေနော်အဲ့လိုမျိုးသူများရဲ့အောက်ကိုဝင်ပြီးတော့အဲ့လိုမျိုးမားဖို့ခြုံမိုးလောက်ပဲအဲ့အုံနောက်မှာရှိနေကြတယ်လေအဲ့လိုလူမျိုးတွေကကြာအဲ့လိုမျိုးတွေလာပြီးတော့မှန်နာဟိုမင်းသမီးကြောင်ပြောတယ်ဆိုလို့ရှိရင်လည်းမှန်လိုက်ကြအဲ့ဒါကြောင့်မလို့ဘယ်ဟာအမှန်လဲဘယ်ဟာအမှားလဲလူတယောက်ကိုချစ်လိုက်တာနဲ့အဲ့လူကမှန်သွားတာမျိုးမဟုတ်ဘူးเนาะချစ်ရင်အပြစ်မမြင်ဘူးတဲ့เนาะအဲ့တော့ရှင်တို့ဟိုဟာလေမချစ်တော့လေအပြစ်ကြီးပဲတဲ့အဲ့လိုမျိုးအဲ့ဒီဟာကိုကိုယ့်အုံနောက်နဲ့ကိုဆုံးဖြတ်နိုင်အောင်လို့လှုပ်ကြဒါပဲနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်